နေ့လေသမင်းစားချိန်ပါလို့ဒီနေ့ရတော့လေနိုင်ငံရေးထဲမှာကြားရတဲ့အကြောင်းတို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရအောင်နော်အခုမြန်မာနိုင်ငံကလေစင်းရဲချင်းကိုရောက်သွားတဲ့အချိန်စင်းရဲချင်းကိုရောက်သွားတဲ့အချိန်ဆိုတော့အခုမြန်မာပြည်သားတွေအကုန်လုံးကစင်းရဲချမ်းသာအကုန်လုံးကြုံရတာဖြစ်တယ်နော်ဟိုဟာဆိုလေစင်းရဲချင်းကိုရောက်တယ်ဆိုတာငွေကြေးကိုပြောတာမဟုတ်ဘဲနဲ့စိတ်နှလုံးဆင်းရဲခြင်းခန္ဓာကိုယ်ဆင်းရဲခြင်းနဲ့မှကြုံတွေ့ရတဲ့အမှုရာဖြစ်တယ်လို့နော်အခုအဲ့ဒါကဆင်းရဲခြင်းကြုံရတဲ့အချိန်မှာဘုရားသခင်ကဒီဆင်းရဲခြင်းကကြုံစေတာကလေဘုရားသခင်ပဲဖြစ်တယ်ဆိုတာကိုတိမှတ်ဖို့လိုတယ်အဲ့လိုတိမှတ်တဲ့အခါကျရင်လန်ခီဟာလည်းကိုတော်ပဲပြင်ဆင်ပေးလိမ့်မယ်လို့နော်ဆင်းရဲခြင်းကြုံတဲ့အခါကျလို့ရှိရင်ဆင်းရဲခြင်းကြုံစေတာဘုရားဖြစ်တယ်ဆိုလို့ရှိရင်ဒီဆင်းရဲခြင်းကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာကိုလည်းဘုရားကပဲပြင်ဆင်ပေးမှာဖြစ်တယ်ဆိုလိုချင်တာကအဖြေလည်းဘုရားရှိမှရှိတယ်လို့နော်ကိုယ့်ရဲ့ဆင်းရဲခြင်းဟာအဖြေကဘုရားသခင်ရှိမှရှိတယ်ဆင်းရဲခြင်းကြုံတွေ့ခြင်းဟာချမ်းသာခြင်းအောင်မြင်ခြင်းအထက်ကိုဝင်ရောက်ဖို့အတွက်ဖြစ်တယ်အဲ့ဒီအမှုအရာပေါ်မှာနော်ဘုရားရဲ့အလိုတော်ကဘယ်လိုလဲဆိုတာအဖြေကိုတော့ဘုရားသခင်စီမှာပဲရှာရမှာဖြစ်တယ်လို့အဲ့ဒါညီကိုတို့ညီကိုမောင်မတို့ကိုအားပေးချင်တယ်လို့เนาะစင်းချင်းကြုံတော့သူနောက်ပြီးတော့မြန်မာနိုင်ငံကတော့စင်းချင်းကြုံတဲ့အခါမှာအခုပြောချင်တာကလေစင်းချင်းကြုံတဲ့အခါချမ်းသာခြင်းရဖို့အဲ့ဒါကြောင့်မြန်မာနိုင်ငံစင်းချင်းကြုံလို့စင်မြန်မာနိုင်ငံချမ်းသာခြင်းအထက်ကိုဝင်စားဖို့အတွက်ပဲဖျားသခင်ပြုတယ်လို့ခံစားချက်တစ်ခုကိုပြောပြမယ်เนาะအခုဆိုလို့ရှိရင်ဒေါ်နယ်ထရန့်ကအီရန်ကိုရေလက်ကြားကိုပိတ်ဆို့ဖို့လုပ်နေပြီเนาะအဲ့ဒီရေလက်ကြားပိတ်ဆို့တဲ့နေရာမှာတရုတ်ကအီရန်ကိုစစ်လက်နဲ့ပို့ဆောင်တယ်ဒီဟိုစားအစ္စရေးနဲ့တိုက်တဲ့နေရာမှာလေအဲ့ဒါကြောင့်အီရန်ကိုလက်နဲ့မပို့ရဘူးဆိုတဲ့ကတိကိုဒေါ်နယ်ထရန့်ကတရုတ်နဲ့ဟာလေကတိကဝတ်ပြုထားပြီးဖြစ်တယ်အဲ့ဒါတရုတ်ကလည်းအီရန်ကိုလက်နဲ့မပို့တော့ဘူးရေနံမပို့တော့ဘူးဘောနော်စစ်လက်နဲ့ပစ္စည်းပေါ်မကူညီတော့ဘူးဆိုတာကိုသူတို့ကကတိကဝတ်ပြုလိုက်ပြီးဖြစ်တယ်စစ်မှန်ခြင်းကတော့ဘယ်လောက်ရှိမလဲတော့မသိဘူးပေါ့နော်အဲ့ဒီအပေါ်မှာအရေးအကြောင်းပြောချင်တာကတရုတ်ကိုကြတော့အဲ့ဒီအပေးယူရပါလဲဆိုတရုတ်ကိုကြတော့ရေနံတရုတ်ရဲ့ရေနံတင်ဘောကိုမစီတာဘူးမကွန်ထရိုဘူးလို့လဆွာကူတန်းပိုင်ခွင့်ရှိတယ်တရုတ်ရေနံကတော့သူ့တင်ဘောကိုမထိချုပ်ဘူးပေါ့အဲ့လိုမျိုးအပေးယူနေအဲ့လိုမျိုးကြတော့တရုတ်ကအာကြီးသွားပြန်ရောဘာဖြစ်လဲဆိုတော့ဒါဂွင်းဆက်ပြောပြတာတရုတ်ကဘာဖြစ်လဲဆိုတော့တရုတ်ကမြန်မာနိုင်ငံကိုအုပ်စိုးထားတာအဲ့ဒီအထိဒေါ်နယ်ထရန့်ကမသိသေးဘူးတချို့မြန်မာပြည်သူပြည်သားတွေလည်းမသိသေးဘူးနိုင်ငံရေးသမားတော်မှအကုန်မသိဘူးเนาะအဲ့ဒီကိစ္စမြန်မာနိုင်ငံကိုတရုတ်ကပိုင်ဆိုင်ထားပြီးအခုမင်းအောင်လှိုင်ကသမ္မတဖြစ်တော့သူတို့ကတရုတ်ဝင်ပိုင်ဆိုင်ခွင့်ရသွားဖို့အကြောင်းလှုံ့ဆော်လာဖြစ်တယ်ပြီးဆိုလိုချင်တာငွေမဲတွေကိုငွေဖြူဖြစ်စေဖို့ဒီလိုမျိုးเนาะနိုင်ငံရေးဆိုတာကအဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးပြီးတော့ဒါထားလိုက်အခုဆိုလို့ရှိရင်တရုတ်နဲ့မြန်မာကြားထဲမှာအမေရိကန်ရောက်လာတဲ့အကြောင်းပြောတာအဲ့ဒါကြတော့ပြီးတော့အခုကြားဖြန့်စီကိုလည်းရောက်လာတယ်။နောက်ကြလို့ရှိရင်ကြားဖြန့်ရဲ့ခေါင်းဆောင်ကမြန်မာနိုင်ငံဖြစ်တယ်။မြန်မာနိုင်ငံဒုတိယခေါင်းဆောင်ပထမခေါင်းဆောင်ကတရုတ်ဖြစ်တယ်ဆိုတာကိုနောက်ကြဒေါ်နယ်ထရန့်ကပြန်သိလာပြီးဆိုလို့ရှိရင်တော့တရုတ်ရဲ့အမေရိကန်ရဲ့ရန်သူဟာတရုတ်ဖြစ်သွားမယ်။နောက်ဆုံးကြရင်တော့ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့အခုကအမေရိကန်မသိသေးဘူးကြားဖြန့်ဆိုတာတရုတ်ပိုင်တယ်မြန်မာနိုင်ငံကိုလည်းတရုတ်ပိုင်တယ်ဆိုတာလည်း तू မသိသေးဘူးအဲဒါကြောင့်မင်းအွန်လိုင်းမှာပဲအမီကဆုံးပြီးတော့မင်းအွန်လိုင်းပဲကြားဖြန့်ခေါင်းဆောင်အနေနဲ့ရှိတာဖြစ်တယ်မောင်ချစ်သူတို့ဘာလို့ပါဆိုတော့အကိုင်းခက်ပဲเนาะတကယ်အခြေအမြစ်ကမင်းအွန်လိုင်းနဲ့တရုတ်ဖြစ်တယ်เนาะအမြစ်ကတရုတ်ဖြစ်တယ်အဲဒါကြောင့်မြန်မာနိုင်ငံကိုတရုတ်ပိုင်ထားပြီးအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဘယ်တော့မှတရုတ်ကိုစစ်တိုက်လို့မနိုင်ဘူးတော်လန်ရေးလည်းမနိုင်ဘူး PDF တွေလည်းတိုက်နိုင်မှာမဟုတ်ဘူးမင်းအွန်လိုင်းကြဆုပ်လို့လည်းမပြီးဘူးတရုတ်အဓိကအခြေအမြစ်ဖြစ်သွားပြီအဲ့ဒီအကြောင်းအရာပေါ်မှာတရုတ်ကိုနိုင်တော့သူကနောက်ဆုံးကျတော့အမေရိကန်ပဲရှိတော့တယ်เนาะအဲ့ဒါကြောင့်စဉ်းစားမိတာเนาะဒါ green set เนาะဒီ green set ဆိုတာတစ်မျိုးပြီးတစ်မျိုးဖြစ်လာမဲ့ကိစ္စမြ
မြန်မာနိုင်ငံရဲ့စစ်ပြည်တွင်းစစ်ကဘရောမပြီးဆုံးလွယ်လေးနဲ့မပြီးဆုံးဘူးမင်းအွန်လိုင်းကနှစ်ရှည်စီမံကိန်းချထားပြီးသားတရုတ်နဲ့နော်ဒီစီမံကိန်းကတရုတ်စီမံကိန်းဖြစ်တယ်မြန်မာနိုင်ငံမှာအခုဆိုရင်ဘုံကျဲတရုတ်လိုချင်တဲ့နယ်မြေတွေကိုအခုဆိုရင်ဘုံကျဲလိုက်အဲ့ဒီလူတွေထွက်ပြေးအဲ့ကိုမီးရှို့လိုက်အဲ့ဒီနယ်မြေတွေဟာတရုတ်ကလာပြီးတော့အခြေချဖို့အတွက်လာပြီးတော့ရင်းနှီးမြုပ်နှံဖို့လာပြီးတော့ဆောက်ဖို့လာပြီးတော့သူ့ရဲ့ကုမ္ပဏီလာထောင်ဖို့ဒါမြန်မာနိုင်ငံမှာ तू ကအခုဆိုလို့ရှိရင်မြန်မာနိုင်ငံမှာထွက်မနေနဲ့နော်နေသေးနေချင်တော့တေမဲထွက်သွား तू ကလူသေးတာမသေးတာကို तू ဂယူမဆိုင်ဘူးမြန်မာနိုင်ငံကိုတရုတ်လက်ထက်ကိုအပြီးအနိုင်ဖို့အတွက်တော့နောက်ဆက်တားဆီးခြင်းမရှိဘဲနဲ့ဖြည့်ဖြတ်ပေးနေတဲ့အချိန်ဖြစ်တယ်အဲ့ဒါကြောင့်နော်အဲ့လိုမျိုးတစ်ခုပြောချင်တယ်အဲ့ဒါကြောင့်အခုဆိုလို့ရှိရင်နိုင်ငံရေးမှာဆို USA ပါလာပဲအီရန်နဲ့တရုတ်တွေပါလာတဲ့အခါအဲ့ဒီဂျားထဲမှာနော်တကက်အရေးကြီးတဲ့စစ်ပွဲထဲမှာအခုမြန်မာနိုင်ငံကပြန်လဲကြာရောက်လာပြီဖြစ်တယ်ဆိုတာဆိုတဲ့အကြောင်းကိုပြောတာဖြစ်တယ်လို့နော်အဲ့ဒါအရေးကြီးတယ်အခုမြန်မာနိုင်ငံကလည်းအဲ့ဒါကြောင့်ဖရာသခင်နဲ့လွတ်ကင်းသောအရာမရှိဘူးနိုင်ငံရေးလဲမြန်မာဖရာသခင်ရဲ့လက်တော်ထဲမှာရှိတယ်အဲ့ဒါကြောင့်ဒီဖရာသခင်ရဲ့ချစ်တော်နော်အသက်ပေးဆတော့အောင်ဆန်းစုကြည်ရဲ့ဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းအဖြစ်မြန်မာနိုင်ငံဘုရားသခင်ရဲ့အမေရိကန်နိုင်ငံရဲ့အုတ်ထိန်မှုကွယ်ကာမှုအောက်မှာရောက်ရှိဖို့အကြောင်းဖြစ်လာတယ်လို့နော်တကယ်တော့အဆုံးနင့်ကုန်းစကားကတော့မြန်မာနိုင်ငံတဖြည်းဖြည်းနဲ့အမေရိကန်ကပြန်လဲကဲတင်နိုင်ဖို့နော်ဒီစစ်အုပ်ချုပ်ရေးလက်ထက်ကနေဒီကြားဖြန့်လက်ထက်ကနေနော်ဒီဓမြပြီးတော့ပြန်ပေးဆွဲနော်နိုင်ငံခေါင်းဆောင်ပြန်ပေးဆွဲထားပြီးတော့လက်နဲ့ဓမြတိုက်အာနာလူယူထားတဲ့နော်မင်းအွန်လိုင်းကိုအမှန်သူ့ရဲ့အဖြစ်အပျက်မှန်ကိုသိလာဖို့အတွက်နီးစပ်လာပြီဖြစ်တယ်လို့အမေရိကန်နိုင်ငံသိပြီးဆိုရင်တော့အချုပ်အခြာကတော့မင်းအွန်လိုင်းနဲ့တရုတ်ဖြစ်နေတယ်နော်နောက်ဆုံးကျတော့အမေရိကန်ရဲ့ရန်သူဟာတရုတ်ဖြစ်တဲ့အတွက်ကြောင့်ငါတို့နိုင်ငံကိုတရုတ်ကလာပြီးတော့အုပ်စိုးဖို့အတွက်အဟန့်အတားဖြစ်ပြီးတော့မြန်မာနိုင်ငံအတွက်အမေရိကန်နိုင်ငံဟာအကွက်အကပေးတော့ဘုရားသခင်အတွက်အကွက်အကရောက်ရှိဖို့အတွက်ဘုရားပြင်ဆင်ပေးတော့အရာဖြစ်တယ်လို့နိုင်ငံရေးအပေါ်မှာအဲ့လိုသုံးသပ်ချက်ရှိတယ်လို့နော်အဲ့တော့ဝမ်းမြောက်ခြင်းလာပြောပြမယ်ငါတို့စင်ရင်သားတွေအခုဒုက္ခဆင်းရဲကြုံနေတဲ့အခါကျတော့ဘုရားသခင်နဲ့ပဲသွားလာပြီးတော့ဆင်းရဲခြင်းကြုံတော့အခါမှာအောင်မြင်ခြင်းဟာဘယ်ကဲ့သို့ဖြစ်တယ်ဆိုတာကိုဖော်ပြမဲ့ဝိညာဉ်တော်ရဲ့သဘောကိုလိုက်ပါလို့နော်နာခံခြင်းနော်နှိတ်ချခြင်းရောက်ရဲခြင်းတီးခံခြင်းစောက်ဆိုင်ခြင်းနဲ့အသက်တာကိုဆက်လက်ရှင်းစေပါလို့နော်ဒီစစ်အုပ်ချုပ်ရေးကာလကဘယ်နှစ်ကြာမှမသိဘူးနော်အမေရိကန်နိုင်ငံကမြန်မာနိုင်ငံကိုလာရောက်မသိမ်းမပိုက်မချင်းမြန်မာနိုင်ငံတရုတ်လက်ကမလွတ်နိုင်ဘူးနော်ကြုံမယ်ကြုံဘောကလွတ်ချင်ရင်အမေရိကန်နိုင်ငံကိုပဲအားကိုးစရာရှိတယ်တရုတ်လက်ကလွတ်ချင်ရင်အမေရိကကိုပဲအားကိုးစရာရှိတယ်နော်မြန်မာနိုင်ငံကကြုံဘောကနေလွတ်မြောက်ဖို့အတွက်နော်အဲ့လိုရှိတယ်လို့အမြင်တွေကျဲကြပါစေနှလုံးသားတွေကျဲပြန့်ကြပါစေနိုင်ငံရေးမှာနော်ကိုမြင်တွေ့ရတဲ့အရာမဟုတ်မမြင်ရသေးတဲ့အရာတွေနော်ပြင်ဆင်ချက်တွေအပေါ်မှာဘုရားသခင်ကိုယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းနဲ့ဒီစည်းရဲခြင်းကိုကြော်ဖြတ်နိုင်ပါစေလို့နော်โอเคယေရှုကိုယ်ရဲ့နာမ၌ကျွန်တော်တို့အတူတကွဝမ်းမြောက်လျက်ကိုတော်ရဲ့တနာချင်းကယူနာတောင်းခံပါတယ်နော်โอเคယေရှုမြန်မာနိုင်ငံကိုရောကဲတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်God bless you all amen